အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်ဂျပန်ခေတ်ကတကယ်ဖြစ်ပျက်ခဲ့တဲ့ဟာသားတွေတခုမျှဝေပေးခြင်းလို့ပါဂျပန်ခေတ်ကတည်တဲ့အတိုင်းပဲဗျကျွန်တော်လိုတော့ရီတို့စကားပြန်လို့ရှိတယ်လေဗျဆိုတော့တနေ့တော့အဲဂျပန်တပ်စုတစုကကြေးရတွေ့ရတယ်ဝင်လာတယ်ဗျအဲ့လိုဝင်လာရင်လည်းစကားပြန်ကတော့နောက်မှာကိစ္စတစ်ခုရှိလို့ဒီမှာနောက်မှာလည်းကြံ့ကြတယ်ချိန်မှာဂျပန်တပ်စုကိုဥဆောင်တဲ့ပူကြီးအရှိအနေပေါ့မျက်နှာနီးကမန်းကနေပြေးလာတော့ချိန်နဲ့ကြကြနဲ့ဝင်လာပြီးတော့အိမ်တင်းရဲ့ခြံဝင်းထဲမှာခြံစင်မှာရပ်ပြီးတော့အဲ့ဒီကအဲ့မှာအတင်းရှိနေတဲ့အဲ့ရဗမာတယောက်မေးလိုက်တယ်ဗျာတောင်းသူလည်းတောင်းသူကြီးတယောက်မေးလိုက်တယ်တော့သူမေးတာသူလို့ဗျာဘီရိုမာဘင်ဂျိုအီဘတ်စကာသူအဲ့လိုမေးလိုက်တယ်အဲ့လိုမေးလိုက်တော့ဟိုကအဲ့ထဲမှာရှိတဲ့ဟိုနီးရသူထင်တာဘင်ဂျိုအတန်ပါတယ်ဆိုတော့သူကโอเคပေါ့သူမေးတာဟိုက်ပေါ့တည်တယ်လို့ပါလို့တော့ဖော်ရှော့ပါဗျာဒီဂျပန်ဘင်ဂျိုလိုတာဖြစ်မယ်ခဏနေအောင်ဆိုပြီးတော့ဟိုက်မာစတာခဏနေအောင်အပေါ်တက်သွားတာဗျာအပေါ်တက်ပြီးတော့မက်ဒလင်ယူချလာတာဗျာမက်ဒလင်ယူလာပြီးတော့အဲ့မက်ဒလင်ကိုဂျပန်ယူပေးတယ်ဗျာပေးနေသူကပြောလိုက်သေးတယ်မာစတာတဲ့ဘင်ဂျိုရောမရှိပါဘူးတဲ့မက်ဒလင်ပေါ့ဒီမှာရော့ဆိုပေးရတယ်ဗျာပြီးတော့အဲ့မှာဂျပန်ကြီးကမပြောညာမပြောနဲ့အဲ့ဒီမက်ဒလင်ပေးတယ်ဘလို့ကျွေးပါလို့ဗျာပဲပြန်ကြဗျာဂျပန်တွေကတည်တဲ့ပါရတဲ့နေရာမှာလည်းကျွမ်းလာတည်တဲ့အတိုင်းပဲကြောင်နေစီကတက်တာဒီပဲပြန်ဖြောင်းခူရပေါ့အဲ့လိုဖြစ်မှာပေါ့ရုပ်ရှင်တွေမှာကြည့်ရတာပါဂျပန်နေဆိုရင်ခူရတို့ဘီလူမာပါညာအဲ့ဒါတွေအဲ့လိုဖြစ်မှာကျွေးတာကျွေးတော့ခူရလေတာပါဗျာအဲ့ဂျပန်ဟိုနေကအဲ့တောင်ကြီးကလေတာပေါ့ဗျာတောင်ကြီးကလေပြီးတော့အဲ့မှာအဲ့လိုဖြစ်နေတဲ့အချိန်မှာပဲစကပြန်အနောက်နဲ့ရောက်လာပြီးတော့အဲ့ဂျပန်ဘူကြီးကအဲ့မှာတောင်ကြီးကျွေးနေတာတွေ့တော့ဘလို့ဖြစ်တာလဲကဲပါအောင်ကျွန်တော်တဲ့ခင်ဗျားတို့မာစတာကျွန်တော်ဒီမှာပဲပြန်ညာပြန်တကုံကျွေးလို့ပေါ့ဆိုတော့ဘလို့ဖြစ်လို့လဲနော်ကျွန်တော်မက်ဒလင်ပေးလိုက်တာဗျာသူကကျွန်တော်ကျွေးတယ်ပါပြောညာမပြောနဲ့ဆိုတော့ခါကြတော့ခင်ဗျာ तू ကဘလို့ပြောလို့လဲတဲ့သူမေးတာတော့ပြီးတော့မှဘင်ဂျိုအီမတ်စကာပေါ့ဗျာအဲ့လိုမေးတယ်ကြောက်လဲ तू ကဘင်ဂျိုတီးကျင်လို့ဖြစ်မယ်လေဆိုပြီးတော့မှဘင်ဂျိုတော့မရှိဆိုမက်ဒလင်ယူပေးတာလို့ကျော်စီစနာနဲ့အဲ့လိုပေးတော့ကျုပ်ကျွေးတယ်ဗျာလို့ဆိုခင်ဗျားလေဗျာတဲ့ဘင်ဂျိုအီမတ်စကာဆိုတော့ခင်ဗျားကိုအင်းသာတက်ချင်လို့အင်းသာရှိလားအင်းသာပမာလဲလို့မေးတာဗျာဆိုတော့အေးအဲ့ဒါပဲဗျာခင်ဗျားမက်ဒလင်တော့ပြီးတော့တင်းတာကိုကြီးပါညံလို့တယောက်တင်းခင်ဗျားကိုကျွေးတာဖြစ်မှာပေါ့အေးဗျာအဲ့ဒါပဲရော်ရှိနေဖော်တော့မလောက်ကြတယ်ပေါ့ဗျာဂျပန်လိုချင်နေတာအင်းသာတက်ချင်နေတာဗျာအဲ့တော့ခင်ဗျားတို့မက်ဒလင်သွားပြီးတော့မာစတာဟိုက်မာစတာမက်ဒလင်တီးပါတော့တော့မလုံးနဲ့ပါဗျာနော်တော့ဟာတာလေးပါအားလုံးကျေးဇူးတင်ပါတယ်တဲ့မှာပြောချင်ချမ်းမြေ့ကြပါတယ်နောက်ဗီဒီယိုမှာဆုံကြတာပေါ့